ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီးခေါင်းကိုက်နေလားလူချင်းလာနေနဲ့အမြဲတမ်းလွဲနေတယ်လို့ရောခံစားနေရလားဒါဆိုရင်တော့ဒီနေ့မှာကျွန်တော်တို့တူတူလေ့လာကြမယ့်အကြောင်းအရာကအတော်ပဲစိတ်ဝင်စားဖို့ကောင်းပါပါ The Secret ကိုဖန်တီးခဲ့သူ Rhonda Byrne ရဲ့ညို့ဝချီတီပေါ့ရှားပါတယ်ဆိုတဲ့စိတ်ကနေပေါ်များကြွယ်ပါတယ်ဆိုတဲ့စိတ်ချက်ဘက်ကိုဘယ်လိုပြောင်းမလဲဆိုတာကြည့်ကြရအောင်ဘယ်တော့ပဲယုံကန်အကျွေးတွေစိတ်ပူရတာတွေအဲ့ဒီတန်စရာတွေကနေယုံထွက်နိုင်တယ်လို့ခံစားချက်မျိုးဒါကလူတိုင်းနှီးပါကြုံဘူးကြမှာပါဒါပေမဲ့လေတကယ်တော့ဒီအချိန်တွေကနေယုံထွက်လို့ရတဲ့နည်းလမ်းတစ်ခုရှိနေပါတယ်အဲ့ဒါကဘယ်ကစလဲဆိုတော့ကျွန်တော်တို့ရဲ့အတွေးခေါ်ကိုပြောင်းလဲပလိုက်တာကနေစတာပါပဲကဲပထမဆုံးအပိုက်ကိုကြည့်လိုက်ကြရအောင်ဒီမှာကျွန်တော်တို့မြင်ရမှာကအချက်အသေးတစ်ခုကနေအခွင့်အလမ်းကိုဘလို့ဖန်တီးခဲ့တယ်လဲဆိုတာပါပဲ Rhonda Byrne ဆိုတာကိုအောင်မြင်တဲ့စာရေးဆရာမကြီးတစ်ယောက်အနေနဲ့ခဏမေ့ထားလိုက်ပါသူ့ဘဝရဲ့အမောင်မိုက်ဆုံးအချိန်မှာအလင်းရောင်ကိုပြန်ရှာတွေ့ခဲ့တဲ့သူတစ်ယောက်အနေနဲ့ရင်ဆုံးကြည့်ကြရအောင်တကယ်တော့လေသူ့ဘဝရဲ့အကြီးမားဆုံးပြိုလဲမှုကပဲသူ့အတွက်အကြီးမားဆုံးလက်ဆောင်ဖြစ်လာခဲ့တာပါ Rhonda Byrne ရဲ့ဘဝချီကတကယ့်ကိုဇလန်းတပုတ်လိုပါပဲစဉ်းစားကြည့်လေဆယ်စုနှစ်နဲ့ချီပြီးအောင်မြင်တဲ့ TV ထုတ်လုပ်သူဘဝကနေရုတ်တရက်2004ခုနှစ်မှာဒေါ်လာ2 သန်းအချွေးပိတ်ပြီးရက်30အတွင်းအရာအလုံးဆုံးရှုံးရတော့မယ်ဆိုတဲ့အခြေအနေမျိုးကိုရောက်သွားခဲ့တာဒါပေမဲ့လေအဲ့လိုပြိုလဲချားရှုံးပေါ်တဲ့ချိန်ကပဲသူ့အတွက်အကြီးမားဆုံးအလဲပြောင်းကိုယူလာပြီးခဲ့တာပါဒီစကားကတကယ်ကိုနှံ့နေပါတယ်ဒုက္ခရောက်နေတဲ့အချိန်မှာဘာလို့ငါ့ကိုမှဒီလိုဖြစ်ရတာလဲလို့မေးခွန်းထုတ်မဲ့အစားဒါကငါ့ကိုတခုခုသင်ပေးဖို့လာပဲဆိုတဲ့အမြင်နဲ့ပြောင်းပြီးလက်ခံလိုက်ပုံကိုရှင်းရှင်းလင်းပြနေတယ်ဒီစကားအသေးသေးပြနေတာတစ်ခုကတော့အကြတဲ့တိုင်းရဲ့နောက်ွယ်မှာကြီးမားတဲ့အသွင်ကူးပြောင်းရေးစွာတဲ့ဝတ်ထားရဲဆိုတာပါပဲကဲဒုတိယဘန်းကိုဆက်ကြည့်အောင်ဒီအပိုင်းကတော့ဘန်းရဲ့အသွေးခေါ်ရဲ့အသေးအနှလုံးလို့ပြောလို့ရတဲ့အခြေခံမှုတစ်ခုကြောင့်ပါဒါကတော့လူများစုကြားဘူးပြီးတော့ထင်ပါပါဆွဲဆောင်မှုနီးရမှာ law of attraction ပေါ့ဒီနီးရမှာအရင်ရှင်းပါတယ်ကျွန်တော်တို့ရဲ့အသွေးတွေကကျွန်တော်တို့ရဲ့လက်တွေ့ဘဝကိုပုံဖော်နေတယ်ဆိုတာပါပဲဒီအယူအဆကိုပိုရှင်းသွားအောင်ပြောရရင်ကျွန်တော်တို့ရဲ့စိတ်ကတန်လိုက်ကြီးတစ်ခုနဲ့တူတယ်လို့မြင်ကြည့်လိုက်ပါကိုကပိတ်စာမရှိဘူးအစမပြေဘူးဆိုတဲ့အသွေးတွေကိုပဲတစ်ချိန်လုံးတွေးနေရင်အဲ့ဒီလိုအခြေအနေတွေကိုပဲကိုဘဝတွေကိုဆွဲသွင်းနေသလိုပါပဲအပြန်လန်းပေါ့ပေါ်များကြွယ်ဝမှုနဲ့ကျေးဇူးတင်တဲ့စိတ်ကိုသာအာရုံစိုက်မယ်ဆိုရင်အခွင့်အလမ်းကောင်းတွေကလည်းကိုယ့်စီကိုအလိုလိုရောက်လာမှာပါဒီမှာရှင်ပြထားတဲ့စိတ်သက်နှစ်ခုရဲ့ကြွားချချက်ကိုကြည့်လိုက်ပါဘယ်ဘက်ကတော့အရာရာကိုမပြည့်စုံဘူးမလုံလောက်ဘူးလို့မြင်တဲ့စိတ်ညာဘက်ကတော့အရာရာကပေါ်များကြွယ်ဝပြီးဖြစ်နိုင်ကြတဲ့အများရှိတယ်လို့ယုံကြည်တဲ့စိတ်ပေါ့အခုကိုတစ်ချက်လောက်ရိုးရိုးသားသားမေးကြည့်အောင်ကိုကဘယ်ဘက်က6တွေးနေတဲ့အပင်လဲလို့တွေးနေမိသလားဒါမှမဟုတ်ညာဘက်ကစိမ့်ဆိုရှင်းတန်နေတဲ့အပင်လဲလို့ဖြစ်ချင်သလားဒီဂျင်းနီဥမာကဆွဲဆောင်မှုနေရာမှာကိုအရန်ကိုနားလည်လွယ်တော့စေပါတယ်ခဏလောက်စဉ်းစားကြည့်ပါကိုအတွေးတိုင်းကိုပြောလိုက်တဲ့စကားတိုင်းဟာစက်ကြော်လာကိုပေးနေတဲ့အမိန့်တစ်ခုလိုပဲတဲ့ပိတ်စာမရှိဘူးလို့ပြောလိုက်တာနဲ့အရှင်တကယ်စန္ဒာတိုင်းပါဆိုပြီးဂျင်းနီကအဲ့ဒီအတိုင်းဖြောင်းလို့ပေးနေတယ်လို့ပဲဆိုပါတော့ကြောက်စရာကောင်းတဲ့လောက်အသုံးချတတ်ရင်အစွမ်းထပ်ပါတယ်ကောင်းပြီ theory ရောသိလောက်ပြီဆိုတော့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့လက်တွေ့ကျင့်သုံးဖို့ဘက်ကိုတွားချရအောင်အခုပြောမယ်အလေးချင်းသုံးခုကအရန်ကိုရိုးရှင်းပါတယ်ဒါပေမဲ့ငွေအပေါ်ထားတဲ့ကိုယ့်ရဲ့စိတ်လိုင်းနှုန်းကိုချက်ချင်းပြောင်းလဲပေးနိုင်တယ်အင်မတန်အစွမ်းထက်တဲ့နီလန်တွေပါပထမဆုံးအလေးအကျင့်ကတော့စိတ်ပိုင်းဆိုင်ရာဖြောင်းလဲမှုတစ်ခုပါပုံမှန်ဆိုပိုက်ဆံရှင်းလိုက်တိုင်းပိုက်ဆံကုန်သွားပြီလို့တွေးမိတတ်ကြရဟောအဲ့ဒီလိုခံစားရမယ်အစအဲ့ဒီငွေပမာဏကိုကဖြန့်ပြီးလက်ခံရရှိနေတယ်လို့မျိုးကျေးဇူးတင်စိတ်နဲ့ခံစားကြည့်ဖို့ပါပဲဘာလို့လဲဆိုတော့အရေးကြီးတာကငွေထွက်သွားတာမဟုတ်ဘူးအဲ့ဒီအချိန်မှာကိုခံစားလိုက်ရတဲ့ပေါ်များကြွယ်ဝမှုခံစားချက်ကအလားတူအရာတွေကိုကိုစီပြန်ဆွဲဆောင်မှာမို့လို့ပါပဲဒီနီလန်ကစိတ်ကူးရင်တက်မဟုတ်ဘူးဆိုတာကိုဒီလက်တွေ့ဖြစ်ရကတက်တည်ဖြန့်နေရပဲကယ်လီနူနင်ဂိုရက်ဆိုတဲ့သူကငွေအမြောက်အများကိုလွှဲပြလိုက်တဲ့အချိန်မှာကုန်သွားပြီဆိုရင်နာကျင်မှုအစားကျေးဇူးတင်စိတ်ကိုမွေးလိုက်တဲ့အဲ့ဒီခါမှာမကြခင်ပါမယ်သူလွှဲလိုက်တဲ့ပမာဏအတိုင်းအတိအကျယင်းနှိမ့်မြုံနှံသူတွေစီကနေပြန်ဝင်လာခဲ့တဲ့လောကကြီးကကျွန်တော်တို့ရဲ့ခန်းစားချက်ကိုဘလောက်တောင်မြန်မြန်တုံ့ပြန်တတ်လဲဆိုတာကိုပြန်နေတာပါပဲဒုတိယလေးအချင်းကတော့ကိုဦးနောက်ကို hack လုပ်တဲ့နီလန်တစ်ခုလို့ပြောလို့ရတယ်တကယ်မပေးကိုင်းနိုင်တဲ့တောင်မှလူရောက်ပေါင်းများစွာကိုပျော်ပျော်ရွှင်ရွှင်နဲ့ပေးကမ်းနေတယ်လို့စိတ်ထဲမှာအသေးစိတ်မြင်ရောက်ကြည့်လိုက်ဒီလိုလုပ်လိုက်တဲ့အခါကိုယ့်ရဲ့စိတ်ထဲမှာငါဟာပေါ်များကြွယ်ဝတဲ့သူတယောက်ပါဆိုတဲ့ခံစားချက်ကိုအမှန်တကယ်ခံတီးလိုက်တာပဲအဲ့ဒီခံစားချက်ကပဲတကယ်ကြွယ်ဝချမ်းသာမှုကိုဆွဲဆောင်လာမှာပါ$35,000ဟုတ်ပါတယ်ဒါက
Ronda Bond ကိုယ်တိုင်အခုနပြောခဲ့တဲ့မြင်းရောင်ချင်းလေ့ကျင့်ခန်းကိုလုပ်ပြီးနောက်နှစ်ရက်တီးနဲ့သူ့ဘွားတကိုဝင်လာတဲ့ငွေပမာဏပါဒီလောက်တိကျပြီးမြင်လာတဲ့ရလက်ကဒီလေ့ကျင့်ခန်းတွေရဲ့စွမ်းအားကိုမေးခွန်းထုတ်ဆရာမလိုတော့ဘူးဆိုတာတက်တည်ပြရနေတာပဲပေါ့ဒီအထိနားထောင်ပြီးတဲ့ခါခေါင်းထဲမှာဟုတ်ပြီလိုချင်တာတော့သိပြီဒါပေမဲ့အဲ့ဒါကဘလို့လုတ်ဖြစ်လာမှလဲဆိုတဲ့မေးခွန်းကြီးပေါ်လာနိုင်ပါတယ်တကယ်တော့ဒါကလူအများစုကြာရှုံးရတဲ့အဓိကအတားအဆီးပါပဲအရာရာကိုကိုယ်တိုင်ထိန်းချုပ်ခြင်းနဲ့စိတ်အဖြေကတော့တာဝန်ခွဲဝေမှုပါပဲရှင်းရှင်းလေးပါစားတော့ဆိုင်တက်ဆိုင်မှာကိုကဘာစားခြင်းလဲဆိုတဲ့ဘာကိုဒီ what ကိုပဲမှာရမှာလေဟုတ်တယ်မလားစားဖို့မူကအဲ့ဒီဟင်းကိုဘလို့ဒီ how ချက်မလဲဆိုတာကိုကဖွင့်ပြီးဆွတ်ဖန်နေစရာမလိုဘူးဒီလိုပါပဲကျွန်တော်တို့ရဲ့တာဝန်ကလိုချင်တာကိုရှင်းရှင်းလင်းလင်းတတ်မဲ့ဖို့ပဲအဲ့ဒါကိုဘလို့ပို့ဆောင်ပေးမလဲဆိုတာကတော့စစ်ကြော်ဝလိုက်အလို့ပါဘလို့ဆိုတာကိုလွတ်ချလိုက်နိုင်မှအရာတွေကအလွယ်တကူစီးဝင်လာမှာပါကဲစတုထအပိုင်းကလို့လူတွေတော်များများအထင်မှားတဲ့အချက်တစ်ခုကိုရှင်းပြခြင်းပါတယ်ဒီအတွေးအခေါ်ကအကောင်းမြင်စိတ်ပဲထားအစိုးတွေကိုမိလိုက်လွတ်ပြောနေတာလားလုံးဝမဟုတ်ပါဘူးခက်ခဲတဲ့စိတ်ခံစားချက်တွေကိုလစ်လျူရှုခိုင်းတာမဟုတ်ပဲအဲ့ဒီခံစားချက်တွေနဲ့ကြမ်းမာတဲ့နီလန်နဲ့ဘလို့လက်တွဲလှုပ်ဆောင်ရမလဲဆိုတာကိုရှင်းပြမှာဖြစ်တဲ့အတွက်အရန်ကိုရည်ကြည်ပါတယ်ဘောအမှာအမြဲတမ်းပြောနေဖို့ဆိုတာဘယ်ဖြစ်နိုင်မှာလဲနော်ဒေါသထွက်တာတွေဝါနေတာတွေကြောက်တာတွေကကောဘယ်လိုလုပ်မလဲနော်ဒီလိုအနုလက္ခဏာဆောင်တဲ့စိတ်ခံစားချက်တွေကိုဖိနှိပ်ထားရမှာလားဒါမှမဟုတ်မရှိသလိုဟန်ဆောင်နေရမှာလားဒါလူတိုင်းရင်ဆိုင်နေရတဲ့မိခွန်းတစ်ခုပါအဖြေကတော့တိုက်ခိုက်မဲ့အစားခွင့်ပြုလိုက်ဖို့ပါပဲပထမဆုံးအဲ့ဒီခန်းစားချက်ကိုအတိမဖြူတီချိုးဆိုလိုက်ပါဒုတိယအနေနဲ့အဲ့ဒါကိုတွန်းထုတ်ဖို့မကြိုးစားပါနဲ့တတိယအဆင့်ကတော့သူ့ကိုအကောင်းအဆိုးမခွဲခြားပဲဒီတိုင်းလေးရှိနေခွင့်ပေးလိုက်ပါဒီလိုလက်ခံလိုက်တဲ့အခါမှာအဲ့ဒီခန်းစားချက်ဟာသူ့ဘာသာသူတဖြည်းဖြည်းအရေးပြိုးပြီးထွက်ခွာသွားတာကိုအာရစီကိုကောင်းလောက်တွေ့ရပါလိမ့်မယ်နောက်ဆုံးနဲ့အစွမ်းတက်ဆုံးအလေးကျင့်စီရောက်လာပါပြီတကယ်လို့ဒီနေ့ရှင်းပြခဲ့တာတွေကတခုတည်းပဲလုံနိုင်မယ်ဆိုရင်တော့ဒါကိုပဲလုပ်ပါအဲ့ဒါကတော့ကျေးဇူးတင်ခြင်းပါပဲကျေးဇူးတင်တဲ့စိတ်ဟာလူတစ်ယောက်ရဲ့စိတ်လိုင်းနှုံးကိုချက်ချင်းပြောင်းလဲပေးနိုင်တယ်ပြီးတော့ပေါ်များကျွယ်ဝမှုအတွက်တကားဖွင့်ပေးတဲ့အခြေခံအကြဆုံးနဲ့အစွမ်းအထက်ဆုံးတော်ချက်လေးဖြစ်ပါတယ်ဘီယူမာလေးကိုကြည့်လိုက်ရော်နာဘန်ရဲ့ဘီလီယံနာသူငယ်ရင်းတယောက်ကနေ့တိုင်းမနက်ခင်းရေချိုးတဲ့အခါရေနွေးငွေရိုက်နေတဲ့ဟန်ပေါ်မှာသူ့ကျေးဇူးတင်တဲ့အရာတွေကိုသူ့လက်ချောင်းလေးနဲ့ရေးတယ်တဲ့ဒီလောက်ရိုးရှင်းတဲ့အလေးအကျင့်လေးတစ်ခုကသူ့ရဲ့အောင်လင်မှုနဲ့ပျော်ရွှင်မှုကိုထိန်းသိမ်းပေးထားတဲ့လျှို့အချစ်တစ်ခုပါပဲဆိုလိုတာကပေါ်များကျွေဝါမှုဆိုတာကြီးကြီးမားမားတဲ့လို့မှရတာမဟုတ်ပါဘူးနေ့စဉ်ပြုလုပ်တဲ့တင်းငယ်တဲ့ကျေးဇူးတင်ခြင်းလေးတွေကနေစတင်တာပါဒီတော့နောက်ဆုံးအနေနဲ့ကိုဒီမေခွန်းလေးတစ်ခုပဲပြန်မေးကြည့်ကြရအောင်တခြားຢာတွေအားလုံးကိုခဏမေးထားလိုက်အခုချက်ချင်းဒီ second ပိုင်းလေးမှာကျေးဇူးတင်စရာတစ်ခုကဘာဖြစ်မလဲအဲ့ဒီတစ်ခုကိုရှာတွေ့ပြီးခန်းစားလိုက်တာနဲ့ပေါ်မြိုင်ကျွယ်ဝမှုစီသွားတဲ့ခီလမ်းရဲ့ပထမဆုံးခြေလမ်းကိုစတင်လမ်းလိုက်ပြီးဖြစ်ပါတယ်